မြမကုံဆောင်ပသိမ်ထီးနှင့်လက်မှုအမှုပညာဆေးအောင်ဆုံးချဲသားထားတဲ့ပသိမ်ထီးလေးတွေဟာမြမယဉ်ကျေးမှုရဲ့အလှပဆုံးသောပြရုပ်တစ်ခုပဲဖြစ်ပါတယ်။ဝါနဲ့ပိုးသားကိုအခြေခံပြီးတဆင့်ချင်းစိတ်ရှည်လက်ရှည်ဖန်တီးရတဲ့ဒီလက်မှုပညာဟာကြည်ရသူတိုင်းကိုရင်သက်ရှုမောစေမှာအသေးချပါပဲ။ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်းပညာရှင်တွေရဲ့စိစက်သေးချတဲ့လက်ရာတွေကပသိမ်ထီးတစ်လက်ချင်းစီမှာအသက်ဝင်နေပါတယ်။နေပူဒဏ်ကိုကာကွယ်ရုံတင်မကပဲအလှဆင်ဖို့နဲ့အမတ်တရားလက်ဆောင်ပေးဖို့အတွက်လည်းအလွန်ကြက်တရေရှိလာပါတယ်။ခေတ်တွေဘလို့ပင်ပြောင်းပါစေမြမရိုးရလက်မှုအမှုပညာရဲ့တန်ဖိုးကတော့အမြဲတမ်းထာဝရတစ်လွင်နေမှာပါပသိမ်ထီးကိုမြန်မာနိုင်ငံအေယာဝတီတိုင်းဒေသကြီးပသိမ်မြို့တွင်အဓိကထားထုတ်လုပ်ပါသည်အမည်တွင်ပသိမ်ဟုပါဝင်သည့်အတိုင်းအထီးများသည်ပသိမ်မြို့၏ဂုံဆောင်ရိုးရလက်မှုပညာလုပ်ငန်းတစ်ခုဖြစ်ပါသည်တန်ဃာတော်များဆောင်ရန်သီလရှင်များဆောင်ရန်တာမကအိမ်တွင်းလှဆင်ခြင်းနှင့်လက်ဆောင်ပစ္စည်းဖြစ်ပါနိုင်ငံတကာကလူသိများသောပစ္စည်းတစ်ခုဖြစ်ပါသည်ပသိမ်ထီးတစ်လက်ဖြစ်မြောက်လာရန်အတွက်လုပ်ငန်းစဉ်များသည်အလွန်နူးညံ့သိမ်မွေ့ပြီးအစဉ်ပေါင်းများစွာကိုကြော်ဖြတ်ရပါသည်လုပ်ငန်းစဉ်အားလုံးကိုစက်ကရိယာမပါဘဲလက်မှုတသက်ဖန်မဲ့ဖြင့်သာပြုလုပ်လေးရှိခြင်းသည်ပသိမ်ထီး၏ဂုဏ်ယူစရာအမှတ်အသားတစ်ခုဖြစ်ပါသည်အဓိကကုန်ကျန်းများမှာတရက်ကူဝါမအူသားပိတ်စတီတီးနှင့်တဘာဝသစ္စေတို့ဖြစ်ကြပါသည်ပသိမ်ထီးပြုလုပ်ပုံအစဉ်စဉ်ကိုအောက်ပါအတိုင်းအပိုင်းလိုက်ခွဲခြားလေးလာနိုင်ပါသည်ထီးလက်နှင့်ထီးရိုးအတွက်တရက်ကူဝါကိုအဓိကထားအသုံးပြုပါသည်ဝါများကိုပိုးမထိုးစေရန်ရေတွင်2 ခန့်စိမ်ထားရပါသည်ရေစိမ်ပြီးသားဝါများကိုနေ6လမ်းပြီးလိုချင်သောအရွယ်အစားအတိုင်းခွဲစိတ်ကာထီးလက်များပြုလုပ်ရသည်ထီးလက်များကိုစူးစီးပေးမိခရမ်းထီးကောင်းနှင့်အောက်ခြေလျှောကွင်းကိုမအူသားသို့မဟုတ်ဒီဒုသားကဲ့သို့ပျော့ပြောင်းသောတစ်သားဖြင့်ပုံဖော်ထုလုပ်ရသည်ထီးလက်များကိုခရမ်းတွင်အပေါက်ဖောက်ကာကြိုးဖြင့်တီးကုန်း၍တက်ဆင်လိုက်သောအခါထီး၏အယိုးညံ skeleton ထွက်လာပါသည်ထီးအယိုးညံရရှိပြီးနောက်အပေါ်မှအုပ်မိုးမိအစကိုတက်ဆင်ရပါသည်ထီးရွယ်အစားလိုက်ပိတ်စပိုးစများကိုတိုင်းတာဖြတ်တောက်ပါသည်ဖြတ်တောက်ထားသောပိတ်စများကိုထီးလက်များပေါ်တွင်တင်းနေအောင်ဆွဲ၍အချီဖြင့်တီချုပ်ရပါသည်ဤအဆင့်တွင်ပိတ်စများတွတ်မနေစေရန်အထူးကျွမ်းကျင်မှုလိုအပ်ပါသည်ဒါသည်ပသိမ်ထီး၏အသက်ဟုဆိုနိုင်ပါသည်ထီးကိုရေလုံစေရန်နှင့်တာရှည်ခံစေရန်ပြုလုပ်ခြင်းဖြစ်သည်တီသည် persimmon fruit အစိမ်းကိုထောင်း၍ရလာသောအရည်တီသီးစေးသည်ပသိမ်ထီး၏လျှို့ဝှက်ချက်ဖြစ်သည်တီသီးစေးကိုထီးပိတ်စပေါ်တွင်ညီညာစွာတုပ်လင်းရသည်နေလန်းပြီးခြောက်သွားသောအခါပိတ်စသည်တင်းရင်းလာပြီးရေလုံသွားပါသည်ထီးကိုလိုချင်သောနောက်ခံအယောင်ဥပမာအနီအဝါအနက်များတုပ်လိမ့်ပြီးထပ်မံနေလန်းရပါသည်ပသိမ်ထီးကိုလှပစေသောအမှုပညာလက်ရာအပိုင်းဖြစ်သည်ပကြီးစရာများကထီးပေါ်တွင်ကနုတ်ပန်းများရှုခင်းများသို့မဟုတ်ရိုးရာဒီဇိုင်းများကိုလက်ဖြင့်တိုက်ရိုက်ရေးဆွဲကြသည်စေးသား6တွေ့သွားသောအခါတာရှည်ခံစေရန်နှင့်အယောင်တောက်ပြောင်စေရန်အတွက်အပေါ်မှစီသို့မဟုတ်အယောင်တင်စီ varnish တစ်ထပ်ထပ်တုပ်ပေးရပါသည်နောက်ဆုံးအဆင့်တွင်ထီးရိုးတက်ခြင်းထီးလက်ကင်တက်ခြင်းနှင့်အဖွင့်ပိတ်စမ်းသက်ခြင်းများကိုပြုလုပ်ပြီးမှဈေးကွက်သို့တင်ပို့ပါသည်ပသိမ်ထီးတစ်လက်ပြီးစီးရန်အတွက်လုပ်ငန်းစဉ်အမျိုးမျိုးကိုကျွမ်းကျင်လုပ်သား40ခန်းကအစဉ်စဉ်လက်ဆင့်ကမ်းလှုပ်ဆောင်ရသည်ဟုဆိုကြပါသည်မြန်မာပြည်ပသိမ်မြို့မှအထူးထုတ်လုပ်ထားသောပသိမ်ထီးများအားမြန်မာလက်မှုအမှုပညာကိုအားပေးသောသူများအတွက်အထူးစ조사ထုတ်လုပ်ပေးနေပါကြောင်းပြောကြားရင်းနဲ့နှုတ်ခွန်းဆက်သွားတယ် Channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်